Hello အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ဘာရောမဟုတ်ပါဘူးဒီနေ့ကျွန်တော်ရဲ့ဒီ vlog လုပ်တဲ့ gadget လေးထဲမှာကျွန်တော်ပုံမှန်သုံးနေကြဒီဘိုယာပေါ့နော်ဘိုယာ mic ကိုကျွန်တော်ကဒီကင်မရာနဲ့တွဲသုံးမယ်ဆိုလို့ရှိရင်ဒါအဆင်မပြေလို့ပေါ့နော်အဆင်ပြေဆိုတာတွဲလို့မရလို့တွဲလို့မရဆိုတော့ကျွန်တော်ကအဲ့ wire နဲ့တော့၎င်း wireless တော့၎င်းတွဲလို့ရတဲ့အဆင်ပြေမဲ့ mic တွေတခုတော့ကျွန်တော်ရှာနေပေါ့နော်ဆိုတော့ဒီမှာကျွန်တော်သိရသလောက်အဆင်အပြေဆုံး mic ကတော့ကျွန်တော်တို့ဒီ Amazon ကနေကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာလက်ရှိမှာအရင်ခက်စားနေတဲ့ DJI brand ရဲ့ဒီ DJI ထဲမှာ DJI Mic 3ပေါ့နော် DJI Mic 3ကိုကျွန်တော်ဒီ Amazon ကနေမှာထားတယ်ပေါ့နော်ကျွန်တော်အခုဒီ Amazon ကနေမှာတာပထမတစ်ခေါက်ကျွန်တော်မှာတာတော့ကကျွန်တော်နေတဲ့အိမ်ကိုသူကမရောက်လာဘူးပေါ့နော်မရောက်ဆိုတော့သူကပေါင်200ကျော်တဲ့ခါကျတော့တန်မိုးအဖြစ်နည်းနည်းလေးဈေးကြီးလို့ဆိုပြီးတော့မရောက်လာဘူးပေါ့နော်ဆိုတော့အဲ့တော့ဈေးကြီးလို့ဆိုပြီးတော့ဘယ်လိုကုတ်တွေပါတွေတောင်းတယ်ဗျာကျွန်တော်ပုံမှန်ဆိုလို့ရှိရင်ပစ္စည်းမှာပြီးလို့ရှိရင်ကျွန်တော်အဲ့လိုသွားဆင်းရုံလည်းမရှိဘူးရောက်တဲ့ဒီ reception မှာပဲကျွန်တော်ထားတက်တာဆိုတော့လေဆိုတော့အဲ့ဒီနေ့ကကြတော့သူတို့ကကျွန်တော်ကုတ်တစ်ခုပေးလာတယ်ပေါ့နော်ကျွန်တော်အဲ့ဒီကုတ်မပြနိုင်လို့သူတို့ကပစ္စည်းကိုမချန်ခဲ့ဘူးပေါ့အဲ့လိုပုံစံမျိုးဆိုတော့ဒါကျွန်တော်ဒုတိယတစ်ခေါက်မှားထားရခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တော်တော်လေးဘယ်လိုဒီကောင်လေးကိုစောက်ရတာတော်တော်လေးကြာပြီပေါ့နော်ဆိုတော့ living လေးရှင်းနေပြီဆိုတော့အဲ့ဒါကျွန်တော်အခုဒီစိတ်ဝင်စားစရာကောင်းတဲ့ဒီ DJI Mic 3ကိုကျွန်တော်အခု unboxing လုပ်ပြမှာဖြစ်ပါတယ်ဆိုတော့ဒီကောင်ကတော့လက်ရှိမှာတော့ဒီဈေးကွက်မှာတော့ rating အများဆုံးလို့ပြောလို့ရတာပေါ့နော်ဆိုတော့လက်ရှိမှာ vlog လုပ်တဲ့လူတွေကြားမှာတော်တော်လေးရေပန်းစားတဲ့ mic လို့ပြောလို့ရတာပေါ့နော်ဆိုတော့ဟုတ်ကဲ့ဆိုတော့အရင်လည်း versatile ဖြစ်တယ်တွဲသမျှပစ္စည်းနဲ့အကုန်လုံးအဆင်ပြေတယ်ပေါ့နော်ဖုန်းနဲ့ပဲတွဲ iPhone နဲ့ပဲတွဲ Android နဲ့ပဲတွဲဒီကင်မရာတွေနဲ့ပဲတွဲခြင်းနဲ့ဒီတခြား DJI gadget တွေနဲ့ကြိုက်တဲ့ဟာနဲ့ပဲတွဲပေါ့နော်ဒီကောင်ကလုံးဝအဆင်ပြေတယ်ပေါ့နော်ဆိုတော့ okay ကျွန်တော်အခု unboxing လုပ်ပြမှာဖြစ်ပါတယ်ကျွန်တော်စပြီးတော့ဒီဘူးကိုဖောက်တော့မှာပေါ့နော်ဆိုတော့ဒီမှာ Amazon ရဲ့ဒီ packaging style ဒီဘယ်လိုပြောမလဲသူတို့ရဲ့ဒီparcel ဘုံလုပ်တဲ့ဒီ style လေးကဒီလိုမျိုးရှိတာပေါ့နော်ဆိုတော့ okay ဆိုတော့ပြီးပြီဆိုလို့ရှိရင်ကဲထုံးစံတိုင်းစပြီးတော့ဖောက်ကြည့်ကြအောင်ပေါ့နော်တူတူတူဒါတော့ဒီအထက်ကဖားလေးမပုံမပဲ့သွားအောင်ပေါ့နော်တေချာလှုပ်ထားတာပေါ့ဆိုတော့ဒီလောက်ပါပဲဖားထဲမှာဒါရှိတယ်ဆိုတော့ okay ဒီမှာကတော့DJI Mic 3ပေါ့အရင်တော့ဘာမှမဖြစ်ပါဘူး DJI Mic 2ကကြတော့ပေါ့သူက wire connection ပါတယ်ပေါ့နော် Mic 3ကကြတော့ဒီ software ကိုပဲအားကိုးပြီးဒီ wireless connection ကိုပို့ပြီးတော့ strong ဖြစ်အောင်လုပ်ထားတာပေါ့နော်ဆိုတော့ဒါလေးတော့သူ့မှာဟိုဖြစ်လာတယ်ဆိုတော့download app store Android စသဖြင့်အဲ့လိုမျိုးဒီ instruction လေးပါတယ်ပေါ့နော်ဆိုတော့ဒီထဲမှာတော့ဒီ32 bit စသဖြင့်ကျွန်တော်တို့စိတ်ဝင်စားဆိုလို့ရှိရင်တော့ဒီမှာကြည့်လို့ရတယ်ဆိုတော့ okay ဒါသူ့ရဲ့ packaging style ပဲဖြစ်ပါတယ်ခင်ဗျာသူ့ရဲ့ထုတ်ပုံမှုပုံစံလေးကတော့တော်တော်လေးကြည်ကြည်လေးနဲ့လှလှပပရှိပါတယ်ဆိုတော့ကျွန်တော်တဘောကြတယ်ပေါ့နော်ဘလို့ဖြစ်ဆိုတော့ okay ဆက်သွားရအောင် okay ကျွန်တော်ဖောက်လည်းမထိရဘူးပေါ့နော်အချိန်မကောင်းပြန်ပို့လို့အဆင်ပြေအောင်ဆိုပြီးတော့ဘာလို့ကျွန်တော်ကအဲ့လိုမျိုးပစ္စည်းတွေကကြတော့100ရာနှုန်းစိတ်မချရဘူးလေတကယ်မှာမှားမယ်ဆိုလို့ရှိရင်တော့မှဒီဘလုံး 4.7 out of 5 rating ရှိတယ်ဆိုရင်တော့မှဒီ 0.3 ရာကြတော့အဆင်မပြေကြဘူးလေနော်ဆိုတော့သူတို့အပြစ်လည်းမဟုတ်ဘူးပေါ့နော်သူတို့ရဲ့ဒီပုံကွေရေးဆိုင်ရာထင်မြင်စားချက်တွေကိုကြားတယ်လို့မျိုးလောလောလတ်ဒီမှတ်ချက်ပေးခွင့်ရှိတာဆိုတော့လေဆိုတော့ဟုတ်ကဲ့ okay ကဲမှာကျွန်တော်ဒီကနေစဖောက်ပါပြီခင်ဗျာဆိုတော့အထင်းမှာတော့ဒီမှာသူ့ရဲ့အညွှန်းလေးတွေရှိမယ်ဘာတွေဘယ်လိုမျိုးသုံးရမလဲစသဖြင့်ပေါ့နော်ဒါကျွန်တော်တော့မှအသေးစိတ်တခြားရှင်းပြတော့မယ်လက်ရှိမှာတော့ကျွန်တော်ဒါတွေမဖတ်သေးဘူးဆိုတော့ဒီမှာတော့သူ့ရဲ့ပတ်သက်တဲ့ဒီ sticker လေးတွေရှိမှာပေါ့နော်ဆိုတော့ okay ဒီစိတ်ဝင်စားဆုံးအရာတော့ဒါပေါ့နော် okay ဆိုတော့သူ့ရဲ့ဒီအဓိကအဖြစ်သဘောကျစရာကောင်းတာဒီမှာသူ့ရဲ့တစ်ခါတည်းဒီလိုမျိုးအိတ်လေးပါထည့်လာပေးတာပေါ့နော်ဥပမာဆိုကျွန်တော်ဘိုယာဝယ်တော့ဆိုရင်ဒီဘိုယာနဲ့ဒီဘိုယာရဲ့အိတ်လေးပါတယ်ပေါ့နော်ဆိုတော့ဒီဘိုယာကဘယ်လိုပြောမလဲကောင်းတဲ့ထဲမှာလည်းပါတယ်ဒါပေမဲ့အရင် quality အားဖြင့်တော့ the best တော့မဟုတ်ပေါ့နော် excellent တော့မဖြစ်ဘူးဒါပေမဲ့လက်ခံပြီးလို့ရတယ်အဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကပို့ပြီးတော့ဒီ quality ကောင်းတဲ့ video တွေဖန်တီးမယ်ဆိုလို့ရှိရင်တော့TikTok လောက်လို့ဆို social media လောက်ဆိုဒီဘိုယာအဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့နည်းနည်းလေးကင်မရာနဲ့တေချာ quality ကောင်းတဲ့ video တွေဖန်တီးတော့မယ်ဆိုလို့ရှိရင်တော့ဒီ DJI ကတော့ပို့ပြီးတော့အဆင်ပြေတာပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာတော့တွေ့ရဒီလေးအကာလေးပေါ့နော်ကျွန်တော်တို့လေထဲမှာတောင်းမှဆိုလို့ရှိရင်ဒီလိုမျိုးဒီ
ဘယ်လိုပြောမလဲအမွေးပွားလေးပေါ့နော်ဆိုတော့အဲ့ဒါလေးပါမယ်ဆိုတော့ပြီးလို့ရှိရင်ဒီမှာသူ့နဲ့ဒီအင်ဂျီမှာတက်တဲ့ magnet ပေါ့နော်ဒီ magnet လေးပါမယ် DJI တော်တော်လေးတော့ strong ဖြစ်တယ်ခင်ဗျသိတယ်မလားဒါတော့ဒီကြားထဲမှာ plastic တွေပါသေးတယ်နော်ဆိုတော့အဲ့ဒါတော်တော်လေး strong ဖြစ်တယ်လို့ပြောလို့ရတယ်ဆိုတော့ okay ဒါတော့ကျွန်တော်တို့ဒီမှာ 3.5 mm ချက်နဲ့ဒီ type C to type C မလိုအပ်ဘူးပေါ့နော်ဆိုတော့ဒါပေမဲ့ကျွန်တော်တို့ 3.5 mm ချက်တော့လိုပါဆိုတော့ကျွန်တော်ကင်မရာနဲ့တွဲမှာမို့လို့အဲ့ဒါတော့လိုတယ်ဆိုတော့ဒီမှာကျွန်တော်တို့လက်ရှိအဓိကလိုအပ်တဲ့ဒီဘယ်လိုပြောမလဲ DJI mic transmitter နဲ့ receiver ဒီထဲမှာပါမယ်ဆိုတော့ okay ဒါကတော့ကဲရေးဒီပါလေးစုံမယ်ဆိုလို့ရှိရင်ရေးစောက်ဖို့တော့ပေါ့နော်ကျွန်တော်တဘောကြဒီလိုမျိုးဒီ back လေးကိုတတိချာထည့်လာပေးတာလေးတော်တော်တဘောကြတယ်ပေါ့နော်ဆိုတော့ဒီမှာသူ့ရဲ့ဒီအသေးဖြစ်တယ်ဆိုတဲ့အကြောင်းပေါ့နော်ကြွေထားတာပေါ့နော်ဆိုတော့ okay အဲ့ဒီကတော့မလိုအပ်ဘူး oh my god okay nice ကဲဒါလေးကျွန်တော်အရင်ဆုံးထောက်ပါမယ်ခင်ဗျဆိုတော့ဒီမှာကျွန်တော်တို့ကန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လေဟိုပြောင်မလက်နေဘူးပေါ့နော်ဆိုတော့သူ့ရဲ့ဒီဘယ်လိုပြောမလဲဒီအသားတွေကဒီလောက်ထားတဲ့ဒီ plastic အသားတွေက texture ကဘယ်လိုပြောမလဲလုံးဝgrainy ဖြစ်တယ်ပေါ့နော်ဒီနည်းနည်းလေးတဲမှုန်လေးတွေကန်ရတယ်လို့မျိုးနည်းနည်းလေး grainy ဖြစ်တော်တော်ကျွန်တော်သဘောကျတယ်ပေါ့နော်ပြောမှာပဲကျွန်တော်သဘောကျတယ်ဒီကျွန်တော်အမဲတွေဒီလိုမျိုးအမှိန်နဲ့အယောင်လေးတွေကြိုက်တယ်ဆိုပေမဲ့အရင်လက်နေမကြိုက်ဘူးဒါကျွန်တော်ရဲ့ favorite ဖြစ်တဲ့ဒီ color texture လို့ပြောလို့ရတယ်okay ဒီမှာမခလုတ်လေးရှိတယ်နှိပ်မယ်ဖွင့်မယ်ပေါ့နော်ဆိုတော့ဒီမှာထဲမှာဘာတွေပါမလဲဆိုတော့ဒါကတော့သူ့ရဲ့ receiver ပေါ့နော်ဒီမှာစစထွက်ချင်းမှာ English language ဆိုပြီးတော့ပြထားပေးတာပေါ့နော်ဒါ receiver အနောက်မှာဆိုလို့ရှိရင် type C နဲ့အားသွင်းလို့ရတဲ့နေရာရှိမယ်တစ်ချက်ပေါ့နော်ဆိုတော့ဒီမှာတော့ဒါကတော့သူ့ရဲ့ဘယ်လိုပြောမလဲကျွန်တော်တို့ဒီမှာကျွန်တော်လက်ရှိတက်ထားတဲ့ဒီပုံစံမျိုးเนาะဒီနေရာဒါကို transmitter လို့ခေါ်တယ်ပေါ့နော်ကျွန်တော် levin မှာစကားပြောမဲ့ source ကိုဒီအတန်လာမဲ့ source ကိုဖန်တဲ့ကောင်လေးပေါ့နော်ဆိုတော့ okay ဒါတခုရှိမယ်ကျွန်တော်တို့တက်ခါတဲ့ interview တွေပါလုပ်လို့ရမယ်ဆိုတဲ့ပုံစံမျိုးဆိုတော့နှစ်ယောက်စကားပြောလို့ခါရရဆိုတော့ဒီကောင်လေးရှိမယ်ဒါပေမဲ့ तू ကတော့ပြောထားတာကတော့အနည်းဆုံး6ခုရှိတယ်လို့ပြောထားတာပေါ့နော်အနည်းဆုံး6ခုလောက်ဆက်လို့ရလို့ပြောထားတာပေါ့ပြောချင်တာကကျွန်တော်တို့ဒီလိုမျိုး transmitter လေးတွေကို6ခုလောက်ဝယ်မယ်ဆိုလို့ရှိရင်တခါတည်းဒီ receiver တစ်ခုတည်းနဲ့ဆက်လို့ရတယ်လို့ပြောထားတာပေါ့နော်ဆိုတော့ဟုတ်လားမဟုတ်လားကျွန်တော်မသိဘူးကျွန်တော်အဲ့ဒါဆက်ကြည့်မှာပဲရမှာပေါ့နော်ဒီမှာတော့ဟိုတာပါမယ်ပါလဲဒီ type C ပေါ့ type C နဲ့ဖုန်းနဲ့အားသွင်းလို့ရမယ်ဖုန်းနဲ့ဟိုဘယ်လိုပြောမလဲဆက်လို့ရမယ်ကောင်လေးပေါ့နော်ဆိုတော့ကျွန်တော်လက်ရှိမှာဆိုလို့ရှိရင်ကျွန်တော်ဖုန်းမှာဒီ Voya ရဲ့ receiver ကိုတက်ထားသလိုပဲဒါကတော့ကျွန်တော်တို့ဖုန်းရဲ့ receiver ပေါ့နော် okay ဒီမှာတော့ဒီထဲမှာရှိတဲ့ဘောက်လေးကတော်လေးကြီးကြီးလေးရှိတယ်ဘယ်လိုပဲပြော okay ထဲမှာတော့ဒီမှာ 3.5 mm ဂျက်တွေတူလောင်လို့ရတဲ့နေရာတွေပါတယ်ကြံသေးတယ်ပေါ့နော်ဆိုတော့ okay အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ပြီးပြီဆိုတော့ပေါ့နော်ကျွန်တော်လက်ရှိမှာအတန်သွင်းထားတဲ့မှန်သမျှကတော့ကျွန်တော်ဒီ Voya mic ကနေသွင်းထားတာပေါ့နော်ဒီ Voya mic တွင်းထားတာဆိုတော့ကျွန်တော်ဒီကနေ DJI mic ကနေအတန် quality ဘယ်လိုရှိလဲဆိုတာကိုကျွန်တော်ဖုန်းနဲ့အရင်ဆုံးဆန်းပြမှာဖြစ်ပါတယ်ခင်ဗျ Hello this is DJI Mic 3 How is going Hello this is DJI Mic 3 Is that okay Is that clear Sound clear everything This is DJI Mic 3 Hello this is Samsung local recorder Is the sound clear Is there any difference between DJI Mic 3 and Samsung? Just like local recorder, native recorder. Hello, this is Samsung native recorder. 1, 2, 3. Okay, အဲ့ဆိုကျွန်တော်ဒီ mic အလုပ်လုပ်လားမလုပ်လားသိကြရအောင်ကျွန်တော်အပြင်ကိုဒီကျွန်တော်နေထိုင်အခုလက်ရှိအတန်တွင်းနေတဲ့ boot ရဲ့အပြင်ကိုခဏထွက်ကြည့်မှာပေါ့နော်ဆိုတော့ကျွန်တော်ဖုန်းနဲ့ပဲလုပ်နေတာဆိုတော့ Okay. 1, 2, 3. 1, 2, 3. This is DJI Mic 3. ကျွန်တော်အပြင်ထွက်ကြည့်မှာပေါ့နော်Yeah, that's what I'm thinking. 1, 2, 3. This is DJI Mic 3. How is going? 1, 2, 3. 1, 2, 3. This is from Voya. 1, 2, 3. 1, 2, 3. This is from Voya. Hello, testing. 1, 2, 3. ကျွန်တော်လက်ရှိအခုပြောနေတာကတော့ဒီ DJI Mic 3ကနေတစ်ဆင့်အတန်ဖမ်းထားရဖြစ်ပါတယ်အတန်ရှင်းလင်းကြားရကြရလားခင်ဗျဆိုတော့ကျွန်တော်အခုထပ်ပြီးတော့
the cool Pyojima. 1 2 3 this is DJI Mic 3 hello testing 1 2 3 this is DJI Mic 3 is anything clear any noises how the sound the quality looks like I hope it is very well hello အတန်တေချာရှင်းလင်းကြားကြရတာခင်ဗျဆိုတော့ကျွန်တော်တေချာအတန်ရဲ့ sound quality ကိုတေချာလေးဖြစ်သွားအောင်ကျွန်တော်နည်းလေးတွေ့ရမြင်ရနဲ့ရှောက်ဖက်ကြည့်မှာပေါ့နော် so okay ဒနဘာဖက်ရင်ကောင်းမလဲဆိုတော့ကဲဒါတော့သူရဲ့ဒီ easy mic ပေါ့နော်ကျွန်တော်ပြောချင်းပြောနေမှာဗျာသိတယ်မလားအနည်းဆုံးတော့ကျွန်တော်ဒီအတန် source နဲ့ okay ကျွန်တော်ဒီမှာတက်လိုက်တာပို့ပြီးတော့အဆင်ပြေမှတင်တယ် okay ကျွန်တော်လက်ရှိကျွန်တော်ဒီကနေပြောနေတာဆိုတော့ပေါ့နော် so okay so အနည်းဆုံးဖြစ်တဲ့ဒီကနေပေါ့နော် DJI Mic 3သူရဲ့အားသာချက်တွေကဒီ lightweight and intuitive compact storage ဟုတ်ပါနော်ကဲဘယ်လိုပြောမလဲအလေးချိန်ပို့ပါတယ်ပြီးတော့ဒီဘယ်လိုပြောမလဲ intelligent ဖြစ်တဲ့ဒီပေါ့နော် device တစ်ခုပြီးတော့ compact storage တသေးချာဒီတသေးလေးနဲ့အများကြီးလောက်ဆောင်နိုင်စွမ်းရှိတယ်ပေါ့နော်ဆိုတော့ intuitive and compact ဖြစ်တော့ပေါ့ဆိုတော့အသေးရဆိုမှလည်းလောက်ဆောင်နိုင်စွမ်းအများကြီးရှိတယ်ပြီးတော့သူက 40x ကနေ 8rx transmitter ကကြတော့ကျွန်တော်တို့4ခုကနေ8ခုလောက်ထိသွားလို့ရတာပေါ့နော်ပြောချင်တာကကျွန်တော်ဒီလိုမျိုး mic မျိုး8ခုလောက်ထိကျွန်တော်တို့တင်ပြီးတော့သုံးလို့ရတာပေါ့နော်ပြောချင်တာ8ယောက်စကားပြောတယောက်တည်းကနေဒီအသံ receiver တစ်ခုတည်းကနေဖမ်းမှာပေါ့နော် it's okay နောက်ကျတော့ adaptive gain control for balance volume သူကကျွန်တော်ကြားသလောက်ကတော့အသံဒီအရန်ကျဲသွားတယ်ဖြစ်တိုးသွားတယ်ဖြစ်ပေါ့အဲ့ဒါကိုသူကဒီ balance ဖြစ်အောင်ထိန်းပေးတာပေါ့အဲ့ဒါ auto adaptive gain လောက်တာပေါ့နော်ဆိုတော့ okay ပြီးတော့နောက်တော့3 voice tone preset 2 level noise cancellation ဟုတ်အားကြတော့ကျွန်တော်တို့ဘယ်လိုမျိုးအတန် equalizer ပေါ့အတန်ကိုဘယ်လိုမျိုးချိန်ထားခြင်းလဲအဲ့ဒီအတန်ချိန်ထားတာကို3မျိုးလောက်ထိသူက store လုပ်လို့ရတာပေါ့နော်ဆိုတော့ဒါပေမဲ့ကျွန်တော်တို့အဲ့လောက်ထိတိုက်စိတ်ဝင်စားလို့လည်းမဟုတ်ပေါ့နော်ကျွန်တော်တို့အတန်ဖမ်းမဲ့အတန်ဝင်ရပြီလောက်ပဲဆိုတော့ဗီဒီယိုတွေပါ edit လုပ်တော့မှကျွန်တော်ကွန်ပျူတာလုပ်တယ်လို့မဟုတ်ဘူးပေါ့နော်ဆိုတော့ okay နောက်ကြတော့32 bit ဒါတော့ဒီ professional နဲ့ဆန်တာပေါ့နော်ကျွန်တော်လက်ရှိမှာ Samsung S23 Ultra နဲ့ဖမ်းနေတာမို့လို့သူက32 bit တို့ဒီ10 bit တို့ဘာလို့သူတိတ်ပြီးတော့အဲ့လောက်ထိတီးတာမှာမဟုတ်တကယ် professional camera နဲ့ဆိုလို့ရှိရင်တော့ပို့ပြီးတော့တီးတာမှာပေါ့နော်ဆိုတော့ဖုန်းတစ်လုံးရဲ့ဒီ SoC ကအဲ့လောက်ထိကွဲပြားခြားနားတဲ့ performance မျိုးပြပေးနိုင်မှာတော့မဟုတ်ဘူးပေါ့နော်ဆိုတော့အဲ့လောက်ထိကတော့ကျွန်တော်ဒီမှာရှိတဲ့အရာအကုန်လုံးဒီပြရတဲ့အရာတွေကကျွန်တော်နဲ့တိတ်ပြီးတော့မဆိုင်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်အတန်ကိုနားထောင်စေချင်တဲ့ဘောမို့လို့ကျွန်တော်ဖမ်းပြီးတော့အတန်ဖမ်းပြနေတာပေါ့နော်နောက်တစ်ခုကျတော့ integrated time code for seamless editing အဲ့ဒါကျတော့ဒီထဲမှာကိုပဲကျွန်တော်အတန်ဘယ်နှမိနစ်ဖမ်းမယ်ဘယ် device ကနေဘယ်လောက်ဖမ်းမယ်စသဖြင့်အဲ့လိုမျိုးလုပ်လို့ရတယ်ကျွန်တော်တို့အဲ့ဒါလည်းကျွန်တော်လည်းမဆိုင်ဘူးပေါ့နော်ဆိုတော့ dual band anti interference lossless audio transmission အဲ့ဒါတော့ကျွန်တော်တို့ကဒီကနေ wireless နဲ့သွားတာမို့လို့သူက anti interference ပေါ့နော်အဲ့လိုမျိုးဂျားထဲမှာဒီကြာချိန်တွေဖြစ်နိုင်ခြေရှိတဲ့ဒီ noise တွေကို short ချပေးတာပေါ့နော်ဆိုတော့ okay နောက်ကျတော့ extended operating time and fast charging သူကအားနေနာအားတွေအရင်ဒီ25ခန်းတော့အောက်တော့ဘာကိုကြားနေမှာလို့ရှိရင်တော့ပို့ပြီးတော့သိတယ်မလား power saving မှုပေါ့ဗျာဖုန်းထဲမှာဆိုအဲ့လိုမျိုးပုံစံမျိုးရှိမယ်ပြီးတော့ fast charging ပေါ့သူကအားသွင်းမြန်မှာပေါ့အဲ့လောက်ပါပဲဒီ box ထဲမှာဘာတွေပါမလဲဆိုလို့ရှိရင် receiver တစ်ခုပါမယ်ကျွန်တော်ဖုန်းထဲမှာတက်ထားတယ် transmitter နှစ်ခုပါမယ်ကျွန်တော်ဒီမှာတက်ထားတဲ့ဟာမျိုးနှစ်ခုပါမယ် okay နှစ်ခုပါတယ်ပြီးတော့ charging case ဒီမှာဒီ charging case ကျွန်တော်အားသွင်းရတာပေါ့နော်ဒီမှာ charging case DJI တစ်ခုပါမယ်နောက်တစ်ခုကျတော့ဒီ wind screen ဒီမှာဒီလိုမျိုးလုပ်လို့ရတဲ့ဒီလေးကာလို့ရတာ၄ခုပါမှာပေါ့နော်လေးပါလို့ကာလို့ရတာ၄ခုကအယောင်2မျိုးကိုတာပေါ့သူက gray နဲ့ black နဲ့2မျိုးကိုတာပေါ့ကျွန်တော်ကတော့မလိုအပ်ပါဘူး၄ခုဒါပေမဲ့ကျွန်တော်တို့ဒီမှာသူပြောတဲ့အတိုင်းဒီ transmitter ၄ခုထိသုံးမယ်ဆိုလို့ရှိရင်ဒီမှာ၄ခုပါတယ်လေအဆင်ပြေတယ်ပေါ့နော် okay အားလည်းလက်ခံပြလို့ရတယ်နောက် carrying pouch ကဒီမှာဒီဟာပါမယ်ဒီအဲ့ကျွန်တော်အရင်ကြိုက်တဲ့အဲ့လေးတစ်ခုပါမယ် carrying pouch ပါမယ်ပြီးတော့magnet နှစ်ခုပါမှာပေါ့နော် magnet နှစ်ခုဒီမှာကျွန်တော်ဒီမှာပူရတဲ့နောက်သွားကတ်နေအရင်ကောင်းလားမကောင်းလားဆိုလို့ရှိရင် तू ကတွေ့ရတဲ့အကုန်လိုက်ကတ်တာပေါ့ဒီမှာ magnet နှစ်ခုပါမယ် okay magnet နှစ်ခုပါမယ်ပြီးတော့ဘာတွေပါမလဲဆိုတော့ mobile phone adapter တစ်ခုပါမှာပေါ့နော်သူက mobile phone adapter ကျွန်တော်ဒီဖုန်းမှာတက်ထားတယ်သူကဒီကျွန်တော်လက်ရှိမှာ iPhone သုံးလို့ဆိုပြီးသူက lightning cable နဲ့ကျွန်တော် iPhone ကိုတိုက်စီနေမကြဘူးဆိုတော့ iPhone ရဲ့ signature က lightning cable နဲ့ပဲမို့လို့ပေါ့နော်အဖိုးကြီးဆန်တာပေါ့နော်ဆိုတော့အနေအဖိုးကြီးဆန်တာပေါ့ဆိုတော့အဲ့မှာကျွန်တော်ဒီ lightning cable နဲ့ချိတ်လို့ရတဲ့ receiver ကိုလည်းတက်ထပ်ဝယ်လို့ရတယ်ဝယ်ပြီးတော့လက်ရှိကျွန်တော်အတန်သွင်းနေတဲ့ receiver နဲ့ချိတ်လို့ရတယ်ပေါ့နော်အဲ့ဒါကိုပြောချင်တာ
ဆိုတော့ okay နောက်တစ်ခုကျတော့ win ဗာလဲဆိုတော့locking audio adapter cable ဒီမှာတော့ဒါတော့ audio adapter cable ပေါ့နော် locking ဆိုတော့ဒီမှာ तू ကဒီလိုမျိုးခေါင်းလေးတစ်ခုဒီလိုမျိုးတက်ထားပေးတယ်ဆိုတော့အဲ့ဒီမှာမှကျွန်တော်တို့ကင်မရာနဲ့ထိုးထည့်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့အတွင်းအထုတ်လောက်ရတာလည်းလိုရတယ်ပြီးတော့ဒီလိုမျိုးပို့ပြီးတော့ဘယ်လိုပြောမလဲပို့ပြီးတော့ခိုင်သွားတာပေါ့နော်ဆိုတော့အဲ့ဒီဟာလေးတစ်ခုထည့်ထားပေးအဲ့ဒါကြောင့် तू က locking audio adapter cable လို့ပြောတာပေါ့နော်အဲ့ဒါကြောင့် locking တစ်ခုပါသွားတာနောက် USB-C cable အဲ့ဒါတော့ USB-C ကလူတိုင်းမှာရှိတယ်ဒီခေတ်မှာပေါ့နော်ဆိုတော့အပိုတစ်ခုထည့်လာပေးတယ်နောက်ကျတော့ magnetic clip နှစ်ခုပေါ့ဆိုတော့ magnetic clip ကဘယ်မှာလဲဆိုတော့ hello magnetic clips up magnetic clip ကဆိုတော့ကျွန်တော်ဒီမှာထည့်ထားတဲ့ဟာကိုပဲဒီ magnetic clip လို့သူပြောရလို့ကျွန်တော်ထင်တာပဲဒီဟာလေးဆိုတော့เนาะအဲ့ဒါကိုပြောလို့ထင်တာပဲဆိုတော့ဟုတ်ကဲ့ wait ထက်ရှိသေးလား wait for a moment မရှိတော့ဘူးဆိုတော့ကျွန်တော်ထင်တာဒါ magnetic clip ပဲပေါ့နော် okay ဒါလောက်ပဲကျွန်တော်မှာတော့ဒါလောက်ပဲပါတယ်ဆိုတော့ဒါကျွန်တော်သူ့ရဲ့အတန် quality ကိုဒီကနေတစ်ဆင့်ကျွန်တော်ဒီကနေရှင်းပြတဲ့ဟာတစ်ဆင့်နားဟောပေးလို့ရတာပေါ့နော် okay bye bye အခုကျွန်တော်DJI mic ရဲ့ဒီ quality ကိုကျွန်တော်ဖုန်းထဲကနေတစ်ဆင့်အတန်ဖမ်းပြပြီးပြီပေါ့နော်အဲ့ဆိုကျွန်တော်လက်ရှိမှာနောက်ဆုံးကျွန်တော်အဓိကကျွန်တော်စမ်းသပ်ချင်တဲ့အရာကကျွန်တော်ဖုန်းနဲ့အတန်ဖမ်းမှာမဟုတ်ဘူးပေါ့နော်ကျွန်တော်ကင်မရာနဲ့ဖမ်းမှဆိုလို့ရှိရင်အတန် quality ဘယ်လောက်ထိအဆင်ပြေမလဲဆိုတာကိုကျွန်တော်သိချင်တာပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်ကင်မရာနဲ့အရင်ဆုံးချိန်မယ် okay ဒါကျွန်တော်လက်ရှိသုံးတဲ့ကင်မရာပေါ့နော်ဆိုတော့ကင်မရာNikon Z5-2 ပေါ့နော်ဆိုတော့ဒီမှာကျွန်တော်သုံးတဲ့ကင်မရာ Nikon Z5-2 မှာသူကအလောက်ထိအဆင်ပြေနိုင်ခြေရှိမလဲပေါ့နော်ဆိုတော့ okay come on guy ကောင်ကို horseshoe ကိုကင်မရာ horseshoe နဲ့ပတ်သက်တဲ့ဒီကသူကနှစ်မျိုးသုံးလို့ရတယ်ပေါ့နော်ဆိုတော့တနည်းအားမှာသူကကလစ်နေနဲ့လည်းသုံးလို့ရတယ်လို့မျိုးဆိုတော့ဒီမှာ horseshoe ထဲမှာထည့်ချလို့ရတဲ့ဒီမြောင်းလေးလောက်ထားပေးတာပေါ့နော်အဲ့ဒါတော်တော်လေးမိုက်တယ်ဒီကျိုးကဒီမှာထည့်မယ် excellent စင်တော့ပြနေပြီပေါ့နော်ဆိုတော့ကဲဒီကင်မရာနဲ့အတန်ဖမ်းလို့ရတဲ့ quality ဘယ်လိုရှိလဲဆိုတော့ကျွန်တော်ပြပေးမယ်ပေါ့နော် Hello, this is DJI Mic 3 from the camera Nikon Z5-2. Is that okay? Hello, testing 1 2 3. Hello, testing 1 2 3. This is DJI Mic 3 recording from the camera Z5-2. I hope everything will be fine. 1 2 3 1 2 3. Dun-dun. Hello, testing 1 2 3. Hello, testing 1 2 3. Ow! Dun-dun. Hello, this is DJI Mic. Oh no, it's not DJI Mic. It's a native the camera recorder from Z5-2. Camera recorder, native recorder, Z5-2, Nikon Z5-2. Native recorder, Nikon Z5-2. Okay. ဒါကတော့ DJI Mic 3ကျွန်တော်အခုဆိုလို့ရှိရင်အခန်းထဲမှာနည်းနည်းလေးတန်းကိုအဆုံးထိတင်လာတာပေါ့နော်ကျွန်တော်ဒီချိန်လို့ရတဲ့ဒီ fan ပေါ့နော်ဒီ ventilation air ventilation ကိုကျွန်တော်အဆုံးထိတင်လာတယ်ဆိုအခန်းထဲမှာတော့ဝူးနဲ့အရင်ကျဲတာပေါ့နော်ဆိုတော့ကျဲတာတော့မဟုတ်ဘူးပေါ့ကျွန်တော်တို့ဒီတိတ်ဆိတ်ငြိမ်သက်တဲ့ feeling တော့မရဘူးပေါ့နော်အခုဆိုဒါကျွန်တော်အတန်ပိတ်လိုက်ပြီဒါဆိုရင်အခန်းထဲမှာဆိုလုံးဝ silent တော့ဘာတန်မှမကြားဘူးဆိုအပြင်မှာသူတွေပါပဲပြောကျွန်တော်တို့ဒီ book ကနေမထွက်ဘူးပေါ့နော်ဆိုတော့လက်ရှိမှာကျွန်တော်ဒီ mic ကို noise cancellation အနေထားနဲ့စမ်းကြည့်ချင်လို့ဆိုတော့ကျွန်တော်ဒါကိုဖွင့်လာတာပေါ့နော်ဆိုတော့ okay ဆိုတော့ကျွန်တော်လက်ရှိရခင်ကကျွန်တော်အတန်သွင်းခဲ့တဲ့အားတွေအကုန်လုံးကအဲ့ဒါ noise cancellation မပါဘူးဒါကတော့ noise cancellation ဖွင့်လာတယ်ဆိုတော့အခုမှကျွန်တော်ဒီမှာ menu မှာကြည့်ပြီးတော့ပေါ့နော်သူကအတန်နှစ်ချက်နှိပ်တယ်ဆိုလို့ရှိရင်ခလုံးနှစ်ချက်နှိပ်တယ်ဆိုလို့ရှိရင် noise cancellation ပွင့်သွားတယ်ခလုံးတစ်ချက်ပဲနှိပ်တယ်ဆိုလို့ရှိရင်တော့ record စလုပ်တယ်ပေါ့နော်ခလုံးနှစ်ချက်တ
တစ်ခုတည်းကို2 second ကြာဖိတာဆိုရှင်တော့ power on off ဖြစ်သွားတာပေါ့နော်ဆိုတော့အကယ်ကျွန်တော်မှာ DJI နဲ့ပတ်သက်တဲ့တခြားဒီ DJI 4 Pro တို့ပါတော့ Osmo တို့ပါတော့ပါရှိတယ်ဆိုလို့ရှိရင် Osmo Action 5တို့ပါတော့ရှိတယ်ဆိုလို့ရှိရင်2 second နှိပ်ထားမယ်ဒီ link လို့2 second နှိပ်ထားမယ်ဆိုလို့ရှိရင်တက်ချိတ်တာပေါ့နော်ဆိုတော့ဒါကတော့လက်ရှိမှာကျွန်တော်တို့ဒီ gadget တွေကိုဝယ်ဖို့တော့မရှိသေးဘူးဆိုတော့ကျွန်တော်ဒါတွေကသိဖို့မလိုသေးဘူးပေါ့နော်လက်ရှိမှာဒါကတော့ကျွန်တော် noise cancellation နဲ့ဆန်းထားတဲ့video file ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီခုနက noise cancellation မှာပါတဲ့ဟာနဲ့အချိန်ပြီးတော့ကြည့်လို့ရတာပေါ့နော်